ပကဖဒုကနာလီဆော့စရီတတော်ဒီဓမ္မလိုလီဆော့စရီခဲဝဲတို့နေလောလူကအဆဒိုခီဆဘတ်စီတဒူလတစီလူလူကအဆဒိုခီဆဘတ်စီတဒူလတစီလူတော့မူခိုသူမူအကောမူအိုထောတတုကလာလကလူတကားနီအတုတော့တဝီထော်ရွာတော့စီဝဲတာဒါလာကပေါ်မောအပါရွာလဒါထောကတတကေမောတာအမှုအိုထော်လဟော်ခုကလတော့ဒါပါအတလဘောကညောတကေမူဟနာရီဒါဝီလပကမာလိုတကုမေဝဲတာမူခိုကလူအထာတူလွနေလောဘာလကတဲ့လိုနေယူပါမေသရာကိုအောင်နေလောဘေလဒါစကတော်လစစ်စလာသရာစုပူနေလောဆိုရစီလူပါကစားရလို့မနော်ဝဲဒီတပါနေပါတာခွေတရဖာဒူရခါလတာတကခရီယိုပလေတာမလိုလီစကောစကီတော့တနညာဒါညိုင်းမီစေကောမေဝဲလူတော်တော်နော်ဘကဘာဒူလိုခရီလာတနီအီခရီယိုပလေအကတော်ဒီလေနော်ဘကဘာဒူလိုခရီလာတနီအီခရီယိုပလေဘကဘာဒူလိုဒီလေဆိုတော့ယေဒူဝိဒါစုရကတဲ့တော်ဒီကလာဘယောကလောလောအာတန်ဘယောကလောဝိဒါစုနေဝိဒါစုနာပဲနီယာရကတူလိုဘယောကလောနေလော so ဒီနေ့ how shall we receive Jesus Christ this Christmas so ယခုနေ့ Christmas မှာယေရှုခရစ်တော်ကိုမိကေသူလက်ခံကြမလေဆိုတဲ့ခေါင်းစဉ်အောက်မှာကျွန်တော်၃ရက်တာလေ့လာပြီးသွားပြီဖြစ်တယ်ပထမဦးဆုံးမာရီပြီးတဲ့အခါယောသပြီးသွားတဲ့အခါမာကုပညာရှိတွေရဲ့အကြောင်းကျွန်တော်တို့တူတူကလေ့လာဆင်ခြင်ခဲ့ပြီးဖြစ်တယ်ဒီနေ့၄ရက်မြောက်ကတော့ကျွန်တော်တို့တူတူကလေ့လာဖို့ရန်ရှိတဲ့ခေါင်းစဉ်က the angel reception နော်ဆိုတော့ကောင်းကင်တမန်များရဲ့လက်ခံခြင်းကောင်းကင်တမန်များရဲ့လက်ခံခြင်းဆိုတဲ့အရာပေါ်မှာကျွန်တော်တို့တူတူကလေ့လာဆင်ခြင်မှုရန်ရှိတယ်အဓိကလေ့လာမယ့်ကျမ်းပိုက်ကလည်းလုကာခန်းကြီး1အခန်းငယ်73 14မှာဖော်ပြထားသောကျမ်းစာဖြစ်တယ်ဒါကလည်းကျွန်တော်တပါပတိဖတ်ပြီးသွားပြီဖြစ်ပါတယ်ဆိုတော့ဒီမှာso လက်ခံခြင်း the meanings or receiving ပေါ့နော်ဆိုတော့ဒီနေ့လက်ခံခြင်းဆိုတဲ့အနက်အဓိပ္ပာယ်ကရိုးရှင်းတရားရှိတော်ညာလေးဒီနေ့ခရိယန်အသက်တာအတွက်ကြတော့အင်မတန်မှနှက်နေသောအရာတစ်ခုဖြစ်တယ်ဒီမှာကျွန်တော်ပြထားတဲ့ပုံနှစ်ပုံဆိုရင်တစ်ဖက်မှာတစ်ပုံရှင်းနှစ်ပုံအခြေအနေကနှစ်ခုစလုံးကလက်ခံခြင်းဒါပေမဲ့သူတို့မှာနှက်နေသောအကြောင်းအရာရှိတယ်။ဘာကြောင့်လဲဆိုတော့ပထမတစ်ခုက delivery ဒါကျွန်တော်အားလုံးသိပါတယ်ဒီနေ့ခေတ်မှာလိုအပ်တဲ့ပစ္စည်းတွေ online ကနေမှာတယ်ဆို delivery တမားကကျွန်တော်တို့စီကိုလာပို့ပေးတယ်လာပို့ပြီးတဲ့အခါမှာကြားတဲ့ပတ်စံကိုရှင်းတယ်တကားဖွင့်ပြီးထွက်ယူတယ်လက်ခံယူတယ်ပြီးတဲ့အခါတကားပြန်ပိတ်ပြီးတော့ပြီးသွားတယ်ဆိုတော့ဒါကကျွန်တော်လက်ခံခြင်း receiving ဒီလက်ခံခြင်းကတောင်းဝန်ရလက်ခံခြင်းဖြစ်တယ်ကျွန်တော်မှာထားတဲ့ပစ္စည်းကိုမှာထားလို့ကိုယူရတာတောင်းဝန်ရလက်ခံခြင်းဖြစ်တယ်တစ်ဖက်မှာကကြတော့ပြင်ဆင်ထားတဲ့အရာကပါလေဆိုတော့ကိုယ့်ရဲ့အိမ်ကိုလေးစားရတော့ကိုယ့်ရဲ့အထက်အရာရှိပုဂ္ဂိုလ်အကြီးကြီးတယောက်ရောက်တော့၎င်းကိုလေးစားချစ်ခင်ရတော့ဆရာသမားတယောက်လာတယ်ဆိုရင်ပေါ့နော်ကိုယ့်ရဲ့အိမ်ကိုတန်ရှင်းရေးလေးလုပ်ထားမယ်ပြီးတဲ့အခါမှာအကောင်းဆုံးစားစာတွေလည်းပြင်ဆင်ထားမယ်နော်ပြီးအိမ်ဝါကနေလည်းစောင့်ပြီးတော့သူပြန်တဲ့အထိသူလာတယ်သူရှိနေတဲ့အချိန်သူပြန်တဲ့အထိကိုပဲတန်မိုးထားပြီးတော့ဆက်ဆံနေတုံ့ပြန်မှုဒီစားတဲ့စိတ်နေသဘောထားတွေကိုကျွန်တော်ဒီမှာတွေ့ရတာဖြစ်တယ်ဒါကြောင့်လက်ခံခြင်းကခရိယန်အသက်တာမှာကရိုးရှင်းတရားရှိတော်ညာလေးလေးနက်မှုများစွာရှိတယ်ဆိုတာတွေ့ရဒါကြောင့်မို့ဒီနေ့ကျွန်တော်ခရစ်တော်ကိုလက်ခံခြင်းဒီနေ့ကျွန်တော်ရဲ့ခေါင်းစဉ်တော့ခရစ်တော်ကိုဒီနေ့ကျွန်တော်လက်ခံခြင်းဆိုတဲ့အရာကပါစေဒုတ်ကိုထွက်ယူသလိုမျိုးကျွန်တော်လက်ခံဖို့မဟုတ်ဘူးဒီနေ့ကျွန်တော်လက်ခံဖို့ရဲ့အကြောင်းရှိတာဒီကျွန်တော်တို့ရဲ့အရှင်သခင် Lord ကျွန်တော်ရဲ့ကျွန်တော်ရဲ့အရာအနေနဲ့ကျွန်တော်ရဲ့အသက်တာထဲမှာနေရာပေးဖို့ရန်ရှိကြောင်းပနာမအနေနဲ့ကျွန်တော်ဖော်ပြလိုခြင်းဖြစ်ပါတယ်ဒီနေ့အဓိကဆွေးနွေးသွားမယ့်တမန်ကျမ်းစာကရှင်လုကာအခန်းကြီး1အခန်းငယ်73ကနေ14အကြောင်းဖြစ်တယ်ကျွန်တော် highlight လုပ်ထားတဲ့အကြောင်းလေးရှိအဲ့ဒါကဘာလဲဆိုတော့ထိုကောင်းကင်တမန်နဲ့အတူတဲ့ကောင်းကင်ဘူချေများတို့သည်တဲ့ချက်ချင်းထင်ရှား၍တဲ့ကောင်းကင်တမန်နဲ့အတူကောင်းကင်ဘူချေအများဆိုတဲ့အရာတွေ့ရတယ်ပြီးတဲ့အခါမှာကောင်းကင်ဘဝဝေဖျားသခင်သည်ပုံကြီးတော်မူစေတည်းတဲ့မြေကြီးပေါ်၌လည်းငြိမ်သက်ခြင်းရှိစေတည်းလူတို့အားမေတ္တာကရုဏာရှိစေတည်းဟုဖျားသခင်ကိုချီးမွမ်း၍မွတ်ဆိုတယ်ဆိုတော့ဒီအရာကခရစ်တော်ရဲ့မွေးဖွားရာကာလကျွန်တော်ရဲ့ယခုအချိန်ခါနဲ့မျက်လုံးမိတ်ပြီးပြန်မြင်အောင်ကြည့်တယ်ကျွန်တော်ပြန်စဉ်းစားကြည့်ဒီမြင်ကွင်းလေးကိုမြင်ကြည့်တဲ့အခါမှာအင်မတန်မှလှပတဲ့
မြင်ကွင်းလေးတစ်ခုဖြစ်တယ်ကောင်းကင်ယံမှာကောင်းကင်တမန်နဲ့အပေါင်းဖို့များစွာနော်ကောင်းကင်တမန်နဲ့ကောင်းကင်ဘူချီများစွာချီးမွမ်းတည်ကျူးနေတော့ပုံရိပ်တစ်ခုဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်နားလည်လို့ရဆိုတော့ဒီနေ့မြင့်မြတ်တဲ့တန်ရှင်းသောကောင်းကင်နဲ့အောက်ရဲ့မြေကြီးဖြစ်တဲ့အင်မတန်မှမြစ်ပတ်စိုးရုပ်နေတော့နေရာနှစ်ခုပြန်လည်ပြီးတော့ပေါင်းစည်းခြင်းဖြစ်တယ်ပြန်လည်ပြီးတော့တွေ့ဆုံခြင်းဖြစ်တယ်ဆိုတဲ့အချိန်တို့ကျွန်တော်ခံစားရဒါပေမဲ့ဒီလောကကိုကျွန်တော်တို့ကိုအလင်းကိုယူဆောင်လာပြီးတဲ့သခင်ဒီဘယင်လောကကိုဖန်ဆင်းသောအရှင်သူကိုယ်တိုင်ကလည်းအလင်းဖြစ်တယ်ဆိုတဲ့ဒီဘယင်ကိုယနေ့ဘယ်လိုလက်ခံနေကြလဲဆိုတဲ့အရာကအင်မတန်မှကျွန်တော်ပြန်လည်စဉ်းစားဆင်ခြင်ဖို့ရအကြောင်းရှိဆိုတော့ပဏာမဖတ်သွားတဲ့ကျမ်းစာရှင်ယောဟန်ခရစ်ဝင်ခန်းကြီး1အခန်းငယ်30စနစ်မှာထိုသူသည်တဲ့ဤလောက၌ရှိတော်မူတယ်ဤလောကကိုလည်းဖန်ဆင်းတော်မူပြီးသို့တော်လည်းဤလောကသည်ထိုသူကိုမသိသူသည်မိမိဒေတာရက်သို့ကြွလာတော်လေမိမိလူတို့သည်သူကိုလက်မခံမဲနေကြ၏ထိုသူကိုလက်ခံသမျှသောသူတို့ကိုရောကိုယုံကြည်သောသူတို့အားဖျားသခင်ရဲ့တားဖြစ်ရသောအခွင့်ကိုပေးတယ်ဒီနေရာမှာသူသည်တဲ့မိမိရဲ့ဒေတာအရက်ကိုလာတော်လေမိမိလူမျိုးတို့သည်သူကိုလက်မခံကြဘူးတဲ့နော်ဆိုတော့လောကရဲ့ဆိုးယုံမှုလောကရဲ့အမောင်တုဘလောက်တောင်ဖုံးလွှမ်းနေလဲဆိုတာအထက်ရက်ကတန်ရှင်းသောအရာကဒီနေ့အောက်ရက်နဲ့လာပြီးတော့ကျွန်တော်တို့ကိုပြန်လေပြီးတော့မိတ်ဆက်ပြီးတဲ့အရာမြင်ကွင်းဒီအရာကိုဘယ်သူတွေကလုပ်နေလဲဆိုတော့ဒီနေရာမှာကောင်းကင်တမန်တွေရဲ့လှုပ်ဆောင်ချက်ကိုကျွန်တော်တွေ့ရတာဖြစ်တယ်နော်ဆိုတော့ကျွန်တော်တို့ကိုမကြိုက်မနစ်မတတ်တဲ့နေရာကိုမသွားခြင်းကိုမမြင်ခြင်းတဲ့လူကျွန်တော်တို့အပေါင်းအသင်းဆက်ဆံမလုပ်ချင်ဘူးထိုနည်း၎င်းပဲဒီနေ့ကောင်းကင်အရက်ဆိုတဲ့တန်ရှင်မြင့်မြတ်သောစုံလင်သောအရက်ကဒီနေ့မြေကြီးဘဝင်မှာကိုယ့်ရဲ့ဖန်ဆင်းရှင်ကိုတော့မသိလောက်တဲ့အခြေအနေတစ်ခုရှိနေတဲ့နေရာမှာဒီနေ့ကောင်းကင်တမန်တွေတာဝန်ယူတယ်ဒီနေ့ကောင်းကင်တမန်တွေအလုံးလုံးနေတယ်ကောင်းကင်တမန်တွေဖျားရဲ့အမိန့်ကိုလက်ခံနေတယ်ဆိုတဲ့အရာကိုကျွန်တော်တို့ဒီမှာတွေ့ရတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေ့ကောင်းကင်တမန်များရဲ့လက်ခံခြင်းဆိုတဲ့အရာကိုကျွန်တော်တို့အဓိကအပိုင်း၃ပိုင်းအနေနဲ့ခုနကဖတ်သွားတဲ့တမန်ကျမ်းစာလေးမှာကျွန်တော်တို့တွေ့ရတယ်။နော်ပထမဦးဆုံးအနေနဲ့တို့ဒီနော်ကောင်းကင်ဘဝဝေဖျားသခင်ဒီဘုံကြီးတော်မူစေတည်းဒီကကိုဒီလက်ခံခြင်းနဲ့မှာတို့ဒီဖျားသခင်ရဲ့ဘုံတော်ကိုသာဦးစားပေးတယ်။ဒီနေ့ကောင်းကင်တမန်နေတို့ရဲ့ဦးစားပေးခြင်း glory to God တို့ဦးစားပေးခြင်းကဖခင်ရဲ့ဘုန်းတော်အတွက်ပဲဖြစ်တယ်ဆိုတဲ့အရာကိုတွေ့ရတယ်။ဆိုတော့တနည်းအားဖြင့်ပြောရမယ်ဆိုရင်ကောင်းကင်တမန်များဒါဒီနေ့သခင်ယေရှုခရစ်တော်ဖွားမြင်ခြင်းကိုမြင်တဲ့အခါမှာသူတို့ပထမဦးဆုံးတုံ့ပြန်မှုဒီ worship ဝတ်ပြုကိုးကွယ်ဖို့ဖြစ်တယ်။ကိုးကွယ်ဖို့ဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ဒီမှာတွေ့ရတယ်။ဆိုတော့ဒီနေ့မိမိအတွက်ဘာရမလဲ။ငါတို့ကိုးကွယ်လို့ဘာရမလဲ။ဒီຢာတွေကိုသူတို့မကြည့်ဘူး။ဒီနေ့ဖခင်သခင်ရဲ့အံ့ဩဖွယ်ရာအကြံစီတော်ထဲမှာသူတို့ဖခင်ရဲ့ကောင်းမြတ်ခြင်းကိုချီးမြှောက်နေတာဖြစ်တယ်။ဖခင်သခင်လောကကြီးကိုအလင်းဖြစ်ယူဆောင်လာပြီးမှဖြစ်တယ်။လောကလူသားအပြစ်ရှိတဲ့လူသားအားလုံးကိုအပြစ်ကနေကယ်ထုတ်မယ်ဆိုတဲ့အရာကိုဝမ်းမြောက်စွာနဲ့ဝတ်ပြုကိုးကွယ်နေကြတာဖြစ်တယ်ဆိုတဲ့အရာကိုတွေ့ရဒုတိယတစ်ချက် message ကဘာလဲဆိုတော့ peace on earth တဲ့နော်မြေကြီးပေါ်၌လေငြိမ်သက်ခြင်းရှိစေတည်းတဲ့တနည်းအားဖြင့်ပြောရရင်ဒါကောင်းကင်တမန်မြေនេះတည်င်းကောင်းဖခင်ရဲ့ good news တည်င်းကောင်းကိုသူတို့တည်ဆောင်လာတဲ့သူတွေဖြစ်တယ်ခရစ်တော်သည်ငြိမ်သက်ခြင်းရဲ့အရှင် Prince of Peace ဖြစ်တယ်ဆိုတဲ့အရာကိုသူတို့ကြွေးကြော်ကြတာဖြစ်တယ်ဒါမှသူတို့ရဲ့လက်ခံခြင်းတော့သူတို့ရဲ့လက်ခံခြင်းကနှုတ်ဆက်နေခြင်းသူတို့နဲ့မဆိုင်တယ်လို့နေခြင်းမျိုးမဟုတ်ပဲဒီနေ့ငြိမ်သက်ခြင်းဆိုတဲ့တည်င်းကိုသူတို့လောကကိုဟောကြားတယ်ဆိုတဲ့အရာကိုလေတွေ့ရဆက်ကမှာတတိယတစ်ချက်ကဘာတွေ့ရလဲဆိုတော့ corporate join တဲ့ဒါကအတူတကွလှုပ်ဆောင်တယ်ထိုကောင်းကင်တမန်နဲ့အတူကောင်းကင်ဘိုးချေအများတို့သည်ဆိုတော့ဒီနေ့တမန်ကျမ်းစာမှာဒီနေ့ဖခင်ရဲ့အမှုတော်ဖခင်သခင်ခိုင်းတဲ့အလုပ်ကိုသူတို့လုပ်တဲ့အခါမှာတပါးလေးမဟုတ်ဘူးတယောက်တည်းတကူကြီးတကာရတစင်ထောင်ပြီးတော့လည်းသူတို့မလုပ်ဘူးဒီနေ့သူတို့ရဲ့ချီးမွမ်းခြင်းကအဖွဲလိုက်တလုံးတဝါလေးကောင်းကင်ဘဝဝေနော်ကောင်းကင်တမန်နဲ့အတူကောင်းကင်ဘိုးချီအများကြီးပါဝင်ပြီးတော့အတူတကွလှုပ်ဆောင်တဲ့ heavenly host နော်အများကြီးပဲသူတို့ရဲ့စစ်သေးတော်တွေနဲ့စီလုံးစွာအတန်ကုန် hit ကျွေးတယ်ဆိုတဲ့အရာကိုတွေ့ရတယ်ဒါကြောင့်မလို့ခရစ်တော်ကိုလက်ခံတဲ့အရာမှာယနေ့ကောင်းကင်တမန်ရဲ့လက်ခံခြင်းက
တကူကောင်းဆန်ခြင်းမရှိဘူးဆိုတဲ့အရာဆူဆူလုံးလုံးနဲ့တလုံးတဝတွေဝမ်းမြောက်ပျော်ရွှင်စွာနဲ့တီဆိုကြည့်ကျူးအေးနေကြတာဖြစ်တယ်ဆိုတဲ့အရာကိုတွေ့ရတာပဲဖြစ်တယ်ဆိုတော့ဒီမှာဆက်ပြီးကြည့်တဲ့အခါမှာကောင်းကင်တမန်နေရဲ့လက်ခံခြင်းကိုကျွန်တော်မိခဲသူတွေ့ရလေဆိုတော့သူတို့ရဲ့ပါဝင်ခြင်းသူတို့ရဲ့လှုပ်ရှားခြင်းဖခင်ရဲ့သတင်းစကားအပေါ်မှာသူတို့ရဲ့ပြုမှုဆောင်ရွက်ခြင်းတွေကသူတို့နဲ့မဆိုင်တယ်လို့မျိုးသူတို့မနေဘူးခရစ်တော်ရဲ့မွေးဖွားခြင်းကဏ္ဍမှာကောင်းကင်တမန်တွေဒီသူတို့ရဲ့ပါဝင်မှုကအင်မတန်မှထူးခြားတယ်ဆိုတဲ့အရာကိုကျွန်တော်ပြန်လေ့လာတဲ့အခါတွေ့ရတယ်ဒီနေ့ခရစ်တော်မွေးဖွားခြင်းရဲ့တတောင်လျှောက်လုံးမှာကောင်းကင်တမန်တွေကဘေးကနေရက်ကြည့်နေတဲ့ spectator ဆိုရဲဘေးကနေရက်ကြည့်နေတဲ့သူတွေအစင်းနဲ့သူတို့ကပါဝင်နေတာမဟုတ်ဘူးသူတို့ကတက်ကြွစွာပါဝင်နေတဲ့သူ active participation ဆိုတဲ့နေရာမှာရှိနေကြတာဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်ဆိုတော့ဒီမှာကဏ္ဍ၃ပိုင်းကျွန်တော်သွားတွေ့ရတယ်ပထမအဆုံးကဏ္ဍကဘာလဲဆိုတော့မွေးဖွားခြင်းမတိုင်မီမှာသူတို့ဘာလုပ်လဲဆိုတော့ preparation ပြင်ဆင်ခြင်းကိုသူတို့လုပ်တယ်နော်မွေးဖွားခြင်းမတိုင်ခင်မှာကောင်းကင်တမန်တွေပြင်ဆင်ခြင်းကိုလုပ်တယ်သခင်ယေရှုခရစ်တော်ရဲ့မွေးဖွားခြင်းမတိုင်ခင်မှာမွေးဖွားနေတဲ့အချိန်မှာကျတော့ဘာလုပ်လဲမွေးဖွားတဲ့အချိန်မှာ proclaiming ကြေညာခြင်းကိုသူတို့လုပ်တယ်ဆိုတဲ့အရာကိုတွေ့ရတယ်ပြီးတဲ့အခါမှာမွေးဖွားပြီးသွားတဲ့နောက်မှာကျတော့ protection ကာကွယ်ခြင်းဆိုတဲ့အရာကိုသူတို့လုပ်တယ်ဆိုတဲ့အရာကိုဒါကြောင့်လို့ကောင်းကင်တမန်ရဲ့ပါဝင်ခြင်းက active တက်ကြွကြွနဲ့ဖခင်ရဲ့သတင်းစကားနာခံမှုအပြည့်နဲ့ပါဝင်နေတာဖြစ်တယ်ဆိုတဲ့အရာကိုတွေ့ရပါတယ်ကျွန်တော်ဆက်ပြီးကြည့်တဲ့အခါမှာဒီ preparation ခရစ်တော်ရဲ့မမွေးဖွားခင်မှာသူတို့ဘယ်လိုမျိုးတက်ကြွစွာပါဝင်နေလဲဘယ်လိုမျိုးသူတို့ပြင်ဆင်လဲဆိုတဲ့အရာကိုကျွန်တော်ကြည့်တဲ့အခါလူကာခန်းကြီး1အခန်းငယ်17ကနေ73မှာနော်ပုံလေးထဲမှာလည်းကျွန်တော်ဖော်ပြထားလူကာခန်းကြီး1အခန်းငယ်17ကနေ73ကဘာပြောလဲဆိုတော့ထိုအခါဘုရားသခင်ကောင်းကင်တမန်သည်ထင်ရှား၍နန္တာပေါင်းကိုရှုပ်သောရစ်ပလင်လက်ရာပနာရက်နေသည်ကိုဇာခရိသည်မြင်လျင်စိတ်နှလုံးမငြိမ်မဝတ်ထိတ်လန့်ခြင်းသို့ရောက်တယ်ကောင်းကင်တမန်ကလည်းဇာခရိကြောင်းရွံ့ခြင်းမရှိနှင့်သင်ပြုတ်သောပတနာကိုနားခံတော်မူပြီးသင်၏ခင်မွန်းအေလိရှဘက်သည်သားယောက်ျားကိုဖွားမြင်လိမ့်မည်ထိုသားကိုယောဟန်အမည်ဖြင့်မေ့ရမည်ဆိုတော့ဒီဟာကကောင်းကင်တမန်နေဇာခရိကိုကြိုတင်အသိပေးခြင်းဖြစ်တယ်ယောဟန်ရဲ့မွေးဖွားခြင်းတာမန်မွေးဖွားခြင်းမဟုတ်ဘူးသူသည်တာဝန်ပြည့်နေလာတာဘာတာဝန်နဲ့လာလေနောင်လာမယ့်အရှင်သခင်ကိုညွန်ပြတော်သူဖြစ်နေသူကိုဘုရားသခင်ပြင်ဆင်ထားတယ်ဆိုတဲ့အကြောင်းကိုကောင်းကင်တမန်တွေက preparation ကြိုတင်ပြင်ဆင်ခြင်းအမှုမှာ active participation နေနဲ့ပါဝင်နေတယ်ဆိုတာတွေ့ရတယ်ဆိုတော့ကျွန်တော်နားလေတဲ့အတိုင်းပဲဒီနေ့လူကြီးတရားရောက်လာတယ်ဆိုကျွန်တော်လမ်းတွေရှင်းရအမိုက်တွေရှင်းရလမ်းကြောင်းတွေရှင်းရထိုနည်းတော့၎င်းပဲတော့ဒီနေ့ကယ်တင်ရှင်လောကကိုကယ်တင်မဲ့ကယ်တင်ရှင်မကြွလာမီမှာနှလုံးသားဒီလမ်းကိုပြင်ဆင်ဖို့ရန်အတွက်ယောဟန်ကိုခံထားခြင်းဖြစ်တယ်ဆိုတဲ့အကြောင်းเนาะယေဘရဟိဇာခရစ်ယာန်တို့ဒီနေ့ကောင်းကင်တမန်တွေကကြိုတင်၍ပြင်ဆင်ထားတယ်ပြောပြတယ်ဆိုတဲ့အကြောင်းဖြစ်တယ်ဒါကဘေးရာကိုထပ်ပြီးပေါ်ပြတယ်ဆိုတော့ဘုရားသခင်အလုပ်တော်အလုပ်ဘုရားသခင်ဆောင်ရွက်တော်အမှုမှာเนาะအစီအစဉ်မရှိဘဲနဲ့ဘာမှမလုပ်ဘူးဆိုတဲ့အရာကိုကောင်းကင်တမန်တွေကဒီနေ့တက်တည်ပြနေတာဖြစ်တယ်ဘုရားကစနစ်တကျနဲ့အစီအစဉ်တကျနဲ့လှုပ်တတ်တော်ဖျားဖြစ်တယ်မွေးခြင်းတဲ့ချိန်ကောက်မွေးလာတော့ဖျားမဟုတ်ဘူးစနစ်တကျနဲ့သူမမွေးခင်မှာကြိုတင်ပြင်ဆင်ထားတယ်သူရဲ့ရှေ့ပြေးနေတဲ့ဗာတိဇန်ဆရာယောဟန်ကိုကြိုတင်ပြီးတော့ဆေလွတ်ထားတယ်မွေးဖွားတန့်စင်ခိုင်းထားတယ်ဆိုတဲ့အရာကိုတွေ့ရဆက်ပြီးကြည့်တဲ့အခါဘာတွေ့ရလဲဆိုတော့လုကာခန်းကြီး1အခန်းငယ်30ကနေ31မှာကောင်းကင်တမန်ကလည်းမာရီကြောက်ရွံ့ခြင်းမရှိနဲ့သင်သည်ဖျားသခင်ရှေ့တော်၌မျက်နှာရပြီသင်သည်ပရိသတ်တွေဆဲ၍သားယောက်ျားကိုဖွားမြင်လိမ့်မည်ထိုသားကိုယေရှုမည်ဖြင့်မေ့ရမည်ဒီနေ့မာရိထံနော်ကယ်တင်ရှင်မေရှိယလူစားတိကိုခံယူမယ်ဆိုတဲ့အကြောင်းကိုကောင်းကင်တမန်တွေကဝန်ခံချက်အနေနဲ့ယူရတယ်အတင်းအာဓမကြီးမရဘူးမွေးဆိုပြီးတော့လောက်ယူခြင်းမဟုတ်ဘူးဖျားရဲ့သတင်းစကားပေါ်မှာသူတို့ရဲ့ preparation ကြိုတင်ပြီးတော့ပြင်ဆင်ရတယ်သူတို့သွားပြီးတော့ကြိုတင်ပြီးတော့ပြင်ဆင်ရတယ်စိတ်ကိုပြင်ဆင်မှုအတွက်သူတို့သွားပြီးတော့ဘုရားရဲ့သတင်းစကားကိုပြောရတယ်သူတို့ပြောတဲ့သတင်းစကားကလည်းကြောက်ရွံ့ခြင်းမရှိနဲ့သင်သည်ဘုရားသခင်ရဲ့ရှေ့မှာမျက်နှာရပြီဆိုတော့သူဖြစ်ပြမဲ့အဖြစ်ပြသူကြုံတွေ့ရမယ့်အရာပေါ်မှာဒီနေ့ကောင်းကင်တမန်ကြီးရဲ့လှုပ်ဆောင်မှုကိုကျွန်တော်တွေ့ရတာဖြစ်တယ်ဆက်ပြီးကြည့်တဲ့အခါယောသထံလည်းသူသွားတယ်နော်ယောသထံကိုလည်းသွားတယ်
ကြီးတဲ့အခန်းငယ်20မှာထို့သောကြံစီ၍နေစဉ်နဲ့အိမ်မက်ကိုမြင်ရသည်မှာထာဝရဘုရား၏ကောင်းကင်တမန်သည်ထင်ရှား၍ဒါဝိဒ်မျိုးယောသပ်သင်ခင်မမာရိကိုထိမ့်သိမ်းရမည်အခွင့်ကိုမစိုးရိမ်နှင့်ဤပရိသေတွေသည်တန်ရှင်းသောဝိညာဉ်တော်ကြောင့်ဖြစ်တယ်နော် relationship တစ်ခုပျက်စီးသွားမှာဆိုရယ် relationship တစ်ခုအဖို့အထစ်တွေနဲ့ရှေ့ဆက်ရမယ်လမ်းခရီးမျိုးမဖြစ်ရလေအောင်ယနေ့ကောင်းကင်တမန်တွေ preparation ဒီအရာမှာသူတို့ပါဝင်နေဖခင်ရဲ့သတင်းစကားပေါ်မှာသူတို့အကောင်းဆုံးလှုပ်ဆောင်နေခရစ်တော်ရဲ့မမွေးဖွားခင်အချိန်ကာလမှာသူတို့လှုပ်ဆောင်နေတဲ့အရာကိုကျွန်တော်တွေ့ရတယ်မိသားစုပြိုကွဲမှုမရှိစေရရှေ့ဆက်ရမယ်အသက်တာအတွက်စိတ်ချယုံကြည်စွာနဲ့ဆက်လက်လှုပ်ဆောင်နိုင်မှုရန်အတွက်အသက်တာပြင်ဆင်နိုင်မှုရန်ဒီနေ့ကောင်းကင်တမန်တွေရဲ့ active participation ကိုကျွန်တော်တွေ့ရတာပဲဖြစ်ပါတယ်လို့ဆိုဆက်ကြည့်တဲ့အခါမှာ proclamations တော့ဒီနေ့ကြေညာခြင်းဒါကတော့ during the birth တော့မွေးဖွားစဉ်ကာလအချိန်မှာဖြစ်တယ်နော်ဒီအရာကကျွန်တော်လူကာခန်းကြီးနဲ့အခန်းငယ်9ကနေ14ကိုကြည့်ရင်ကျွန်တော်တွေ့ရမှာပဲဖြစ်ပါတယ်နော်ထာဝရဘုရားရဲ့ကောင်းကင်တမန်သည်သူတို့အနားမှာပေါ်လာတယ်ရှင်တိုင်းထာဝရဘုရား၏ဘုန်းတော်ထွန်းတောက်သဖြင့်သူတို့သည်အလွန်ကြောက်ရွံ့ခြင်းသို့ရောက်တယ်။ကောင်းကင်တမန်ကလည်းကြောက်ရွံ့ခြင်းမရှိကြနဲ့။လူအပေါင်းတို့သည်အလွန်ဝမ်းမြောက်ဝမ်းသာစရာသတင်းကိုငါသည်သင်တို့အားကြားပြောရ၏တဲ့နော်။ယနေ့တွင်ဒါဝိဒ်၏မြို့၌သခင်ခရစ်တော်၏ဟူသောကေတင်သောရှင်သည်သင်တို့အဖို့လုံကဖွားမြင်ခြင်းကိုခံတော်မူပြီတဲ့။သင်တို့သည်အပယ်နမိတ်ဖြင့်သိမြင်ရမည်နည်းမူကားသူငယ်သည်အဝတ်နှင့်ပည့်၍နွားစခွ၌တိတ်ထားလျက်ရှိသည်ကိုတွေ့ကြလိမ့်မည်ဟုဆိုရယ်ကောင်းကင်တမန်နှင့်အတူကျွန်တော်တို့လေ့လာတဲ့ကျမ်းပိုက်ကိုပြန်ရောက်တဲ့ကောင်းကင်ဘဝဝေပူရှင်များတို့သည်ချက်ချင်းထင်ရှားတယ်ဆိုတဲ့အကြောင်းကောင်းကင်တမန်တွေအလုပ်လုပ်တယ်သူတို့ယူရသောတာဝန်ပေါ်မှာသူတို့အလုပ်လုပ်တဲ့အခါမှာတိတိကျကျနဲ့လုပ်တယ်စနစ်တကျနဲ့ပြောပြတယ်ဘယ်လိုပုံစံနဲ့တွေ့ရမယ်ဘယ်လိုအနေအထားနဲ့တွေ့ရမယ်ဆိုတာကအစဖခင်ရဲ့သတင်းစကားကိုမလွဲမသွေယူဆောင်လာပြီးတဲ့သူတွေအနေနဲ့ active participation နေနဲ့ပါဝင်နေရှိနေတယ်ဆိုတဲ့အရာကိုတွေ့ရဒီနေ့တိုးရင်းများတန်တို့တော့ဒီနေ့လောကတို့သတင်းကောင်းကိုသူတို့ကြီးညာတယ်ကြီးညာပြီးတိုးရင်းနေတန်ကိုသတင်းကောင်းကိုကြီးညာပြီးတဲ့အခါမှာကောင်းကင်ဘုရားအများနဲ့တူเนาะအချွေရန်နေနဲ့အတူဖခင်သခင်ကိုသူတို့တွေချီးမွမ်းထောပနာပြုတယ်ဆိုတဲ့အရာကိုတွေ့ရတယ်เนาะကျွန်တော်ဆက်ပြီးကြည့်တဲ့အခါမှာကျတော့မွေးဖွားပြီးခရစ်တော်လူစားတီကိုခံယူမွေးဖွားပြီးတဲ့အခါမှာကျတော့ protectionဒီအပိုင်းကိုသူတို့ဆက်ပြီးတော့လှုပ်ဆောင်ကြတယ်ဆိုတဲ့အရာကိုတွေ့ရတယ်ပထမအဆုံးအနေနဲ့မာသဲခန်းကြီးနဲ့အခန်းငယ်7ကနေအခန်းငယ်7ပြီးတဲ့အခါမှာ20ကျွန်တော်ကြည့်ရင်ဘာကိုတွေ့ရလဲဆိုတော့မာသဲခန်းကြီးနဲ့အခန်းငယ်7သူတို့သွားကြပညာ sorry ခန်းကြီးနဲ့အခန်းငယ်7မှာ7ပဲ20မပေါ့နော်နောက်မှာဟေရုမင်းကြီးထံသို့မပြန်ရမီအကြောင်းအိမ်မက်တွင်ဗျာဒိတ်တော်ကိုရ၍မိမိတို့ပြည်သို့အခြားသောလမ်းဖြင့်ပြန်သွားကြတယ်ဒီနေ့ကျွန်တော်တို့ဟေရုအကြောင်းကတော့သိပြီးသားဖြစ်တယ်နော်ဆိုတော့ဒီအရာပေါ်မှာကောက်ကျစ်စင်လင်သောအတွေ့အခေါ်နဲ့ပညာရှိတွေကိုသူကမေးမြန်းထားတဲ့အရာပေါ်မှာယနေ့ကောင်းကင်တမန်တွေရဲ့ protection ဒီပညာရှိတွေကိုသူတို့မာကုပညာရှိတွေကိုသူသွားပြီးတော့သတင်းစကားပြီးတယ်ဟေရုမင်းရဲ့ရန်ကနေပြီးတော့တင်းရှောင်ဖို့ရန်အတွက်လမ်းလွဲသွားဖို့ရန်အတွက်သူတို့ရဲ့ပါဝင်ခြင်းသတင်းစကားကိုလက်ခံလျက်ပြန်လည်တုံ့ပြန်ခြင်းကိုလည်းတွေ့ရတယ် protection ဆိုတဲ့အရာဆက်ပြီးကြည့်တဲ့အခါမှာယောသနောက်မာသဲခန်းကြီးနှစ်အခန်းငယ်73နောက်ဒီဟာကျမ်းစာမပါလောက် sorry ယောသရဲ့အတ္တတာနှစ်73မှာပြောလေဆိုတော့ထိုသူတို့သွားကြသည်နောက်ယောသသည်အိမ်မက်ကိုမြင်သည်မှာထာဝရဘုရား၏ကောင်းကင်တမန်သည်ထင်ရှား၍သင်ထလောမေတော်နှင့်သူငယ်တော်ကိုစောင့်ယူပြီးလင်အေဂုတုပြည်သို့ပြေး၍တဖန်ငါပြောဆိုသည့်တိုင်အောင်ထိုပြည်၌နေလောဟေရုမင်းကြီးသည်သူငယ်တော်ကိုတတ်အံ့သောငါရှာလိမ့်မည်ဟုဆိုရယ်ပြီးတဲ့အခါမှာမာသဲခန်းကြီးနှင့်အခန်းငယ်19-20မှာနောက်တစ်ခေါက်ပြန်ခေါ်တယ်ဟေရုမင်းကြီးသည်အနေစာရောက်သွားတဲ့အချိန်မှာယောသသည်အေဂုတုပြည်မှာအိမ်မက်ကိုမြင်နေထာဝရဘုရား၏ကောင်းကင်တမန်သည်ထင်ရှား၍သင်ထလောမေတော်နှင့်သူငယ်တော်ကိုစောင့်ယူပြီးလင်ဣသရေလတိုင်းသို့သွားသူငယ်တို့ကိုတတ်အံ့သောငါရှာတော်သူတို့သည်သေကြပြီဟုဆိုတယ်နော်ဆိုတဲ့အခါမှာအေဂရုပြည်သို့ပြေးသွားဖို့ရန်အကြောင်းအေဂရုပြည်ကနေပြီးတော့ဒီကိုပြန်လာဖို့ရန်အကြောင်းတတိပြီးတဲ့နေရာမှာသူတို့တွေရှိတယ်၊ကွယ်ကာခြင်း protection ဘိုင်းမှာသူတို့တွေဒီတောင်းဝန်အပြည့်ယူထားလျက်ရှိတယ်ဆိုတဲ့အရာကိုတွေ့ရတယ်။ဒါကြောင့်မလို့ဒီနေ့ကောင်းကင်တမန်တွေဒီတကယ်ယေရှုရဲ့လူစားတိခံယူခြင်းမွေးဖွားခြင်းအစလေအဆုံးမှာတက်ကြွစွာနဲ့ပါဝင်နေကြတော်သူတွေဖြစ်တဲ့
တောင်းဝန်ကိုအပြည့်အဝယူဆောင်ထားတော်သူဖြစ်တယ်သတင်းစကားကိုကောင်းကောင်းလက်ခံတဲ့အဲ့ဒီအရာကိုကောင်းကောင်းပြန်လဲတုံ့ပြန်တဲ့သူတွေဖြစ်တယ်ဆိုတဲ့အရာကိုတွေ့ရတယ်ဒီအရာမှာထပ်ပြီးတော့ထူးခြားတဲ့အရာဘာကိုကျွန်တော်ထပ်ပြီးလေ့လာရင်းနဲ့တွေ့ရလေဆိုတော့ကောင်းကင်တမန်နေပြောတယ်ဘလို့လောက်ပါဘေကူသွားပါဘေကဲတို့အသက်ရှင်ပါဘေချိန်မှပြန်လာပါမစိုးရိမ်ပါနဲ့ဒီအရာကကောင်းမှုအတွက်စသဖြင့်သူတို့တွေအများကြီးသူတို့ပြောခဲ့ပေမဲ့ကောင်းကင်တမန်နေ silence ကောင်းကင်တမန်နေအသံတိတ်နေတဲ့အချိန်ရှိအတန်တိတ်နေတဲ့အချိန်ရှိတယ်ဆိုတဲ့အရာကိုလည်းတွေ့ရဆိုဒီမှာ the silence of the angel เนาะဒီနေ့ကောင်းကင်တမန်တွေရဲ့နှုတ်ဆက်နေမှုဒီအရာကအင်မတန်မှထူးခြားသောအရာဖြစ်တယ်เนาะဘာကြောင့်လဲဒီနေ့ကောင်းကင်တမန်တွေကအရာတိုင်းကိုလိုက်လံပြီးတော့မပြောနေဘူးအချို့အချိန်ခါအချို့သောအခြေအနေမျိုးတွေမှာသူတို့တွေတမင်ကိုနှုတ်ဆက်နေရတဲ့အခြေအနေမျိုးတွေရှိနေတာဖြစ်တယ်ဆိုတော့ဒါကလေဖျားသခင်ကအလုံးမလုံးခြင်းမဟုတ်ဘူးနော်ဒီအရာဒီပို၍နှက်နေသောအရာအတွက်ဖျားသခင်ပြင်ဆင်နေတဲ့အရာပေါ်မှာသူတို့နှုတ်ဆက်နေခြင်းဖြစ်တယ်သူတို့လည်းပြောခြင်းမှာပေါ့သူတို့လည်းအဖြစ်ပြက်အခြေအနေပေါ်မှာသူတို့လည်းအကောင်းဆုံးလုပ်ခြင်းမှာပေါ့ဒါပေမဲ့ obedience အပြည့်ရှိတယ်ကောင်းကင်တမန်တွေနော်သူတို့နှုတ်ဆက်ရမယ့်အချိန်မှာနှုတ်ဆက်နေရတယ်ပြောလို့ဖျားကခွင့်ပြုတဲ့အချိန်မှာသူတို့ပြောကြရတာဖြစ်တယ်ဆိုတဲ့အရာကိုတွေ့ရပါတယ်ဆိုတော့ဒီနေရာမှာဘာကြောင့်နှုတ်ဆက်နေရသလဲဆိုတဲ့အရာနံပါတ်1 to test faith เนาะဒီနေ့ယုံကြည်ခြင်းကိုစမ်းသပ်တဲ့အခါဒီနေ့ကျွန်တော်တို့အရာကိုကောင်းကင်တမန်တွေကလိုက်ပြီးရှင်းပြနေရင်ဒီအရာလုံးရင်ဒီလိုဖြစ်မယ်ဒီလိုအစအဆုံးလိုက်ပြီးရှင်းပြနေရင်ယုံကြည်ခြင်းကအတိတ်ပဲရှိလာမှာမဟုတ်တော့ဘူးဒီနေ့အဲ့ဒီယုံကြည်ခြင်းကအလကားပဲဖြစ်လာမှာဆိုတော့ဒီနေ့ယုံကြည်ခြင်းတွေခိုင်မာလာဖို့ရန်အတွက်တစ်ခါတည်းမှာနှုတ်ဆက်နေခြင်းဆိုတဲ့အရာကိုကျွန်တော်ဒီနေရာမှာမြင်တွေ့ရတာဖြစ်တယ်။ဒါဖျားသခင်လူသားရဲ့စိတ်နှလုံးထဲမှာအမှန်တကယ်ယုံကြည်ကိုးစားတဲ့သူတွေအဖြစ်နဲ့ဆက်လက်ရှောက်လန်းနိုင်မှုရန်အတွက်တစ်ခါတည်းမှာနှုတ်ဆက်နေတတ်သောအခြေအနေတွေလည်းရှိတယ်ဆိုတဲ့အရာကိုကျွန်တော်ဒီနေရာမှာလေ့လာခံယူမိတာပဲဖြစ်တယ်။ဒုတိယတစ်ချက်က to wait for God timing နော်ဖျားသခင်ရဲ့အချိန်ကာလကိုသူတို့စောင့်ရတယ်။ပြောချင်တာပေါ့ဒါပေမဲ့သူတို့မပြောဘူးဖခင်ရဲ့အချိန်ကာလကိုသူတို့စောင့်ရတယ်ဆိုတဲ့အခါမှာမဿဲခန်းကြီး1ခန်းငယ်20မှာထို့သောကြံစီ၍နေစဉ်အိမ်မက်ကိုမြင်ရသည်မှာထာဝရဘုရား၏ကောင်းကင်တမန်သည်ထင်ရှား၍ဒါဝိဒ်၏မျိုးယောသသင်၏ခင်မိုးမာရိကိုထိမ့်သိမ်းရမည်အခွင့်ကိုမစိုးရိမ်နဲ့ဤပရိသေတွေသည်တန်ရှင်းသောဝိညာဉ်တော်ဖြစ်တယ်ဆိုတဲ့အရာဒါကမာရိရဲ့ကိုယ်ဝင်စပြီးရှိတဲ့အချိန်ယောသစိတ်ရှုပ်ထွေးနေရသောအချိန်ယောသစိတ်ထဲမှာဒိုလောနဲ့ဖြစ်နေရတဲ့အချိန်မှာကောင်းကင်တမန်တွေနှုတ်ပိတ်နေရတယ်။သူ့ကိုဘုရားပြောဖို့အခွင့်မပေးသေးဘူး။သူတို့နှုတ်ပိတ်နေရတော့အချိန်နှုတ်ဆိတ်နေရတော့အချိန်ကာလတစ်ခုဘုရားသခင်ဖွင့်ပေးမှလာသူတို့သွားပြောရတယ်ဆိုတဲ့အရာကိုလေတွေ့ရတယ်။ဒါက obedience တော့ဘုရားရဲ့ခွင့်ပြုချက်မရှိဘဲနဲ့အလုံးမလုပ်ဘူး။နာခံမှုအပြည့်ရှိတယ်ဆိုတဲ့အရာတတိယပါလဲဆိုတော့ to fulfill prophecy ဒီနေ့ prophet ပြုချက်တွေပြည့်စုံဖို့ရန်အတွက်လေသူတို့နှုတ်ဆိတ်နေရတယ်။ prophet ပြုချက်တွေပြည့်စုံလာဖို့ရန်အတွက်သူတို့ပြောချင်တဲ့အရာတွေကိုမျိုးသိထားရတော့အခြေအနေတွေရှိတယ်ဆိုတဲ့အရာကိုတွေ့ရဒီနေ့ဟေရုမင်းကြီးရဲ့ရက်စက်မှုကြောင့်ဒီနေ့အေဂရုပြည်ကနေပြေးရခြင်းနော်အေဂရုပြည်မှာနေလို့မရဘူးထွက်ပြေးရတယ်ဆိုတဲ့အခြေအနေကအေဂရုပြည်မှာငါသားကိုငါခေါ်ခဲ့ပြီဆိုတဲ့ prophet ပြုချက်ကိုပြည့်စုံစေခြင်းဖြစ်တယ်ဒါကိုရှင်မာသဲခရစ်ဝင်ကျမ်းခန်းကြီးနဲ့အခန်းငယ်15မှာဟေရုမင်းကြီးနှိမ့်ဆရောက်သည့်တိုင်အောင်ထိုပြည်၌နေတယ်။ဤအကြောင်းအရာကငါသားကိုအေဂုတုပြည်မှာငါခေါ်ခဲ့ပြီဟုထာဝရဘုရားသည်ပရောဖက်ဖြင့်ထားတော်မူသောဗျာဒိတ်တော်ပြည့်စုံမဲ့အကြောင်းဖြစ်တယ်။ဒီနေ့နှုတ်ဆက်နေခြင်းအရာတွေကတခါတည်းမှာကျွန်တော်ရဲ့ယုံကြည်ခြင်းတွေကိုပို့မှုခိုင်မာလာစေမှုဖြစ်တယ်။ဘုရားသခင်ရဲ့အချိန်ကာလကိုကျွန်တော်နားလည်ဖို့ရန်ဖြစ်တယ်။ပြီးတဲ့အခါမှာဘုရားရဲ့ပရောဖက်ပြုချက်ပြည့်စုံဖို့ရန်အကြောင်းဖြစ်တယ်ဆိုတဲ့အရာကိုတွေ့ရတယ်။ဆက်ပြီးကြည့်တဲ့အခါမှာဘယ်လိုလူတွေပေါ်မှာဘုရားဒီနေ့နှုတ်ဆက်နေလဲဘယ်လိုလူတွေပေါ်မှာဘုရားက silent ဖြစ်နေလဲဘယ်လိုလူတွေပေါ်မှာကောင်းကင်တမန်တွေက silent ဖြစ်နေလဲဆိုတဲ့အရာကိုကျွန်တော်လေ့လာတဲ့အခါမှာပထမဦးဆုံး the proud နော်ဒီနေ့မာနကြီးတဲ့သူတွေနော်138ခုမြောက်သောစာလံအခန်းငယ်6မှာထာဝရဘုရားသည်မြင့်မြတ်တော်မူတော်လေတဲ့စိတ်နှိမ်ချသောသူတို့ကိုကြည့်ရှုတော်မူ၏တဲ့စိတ်ညံ့သောသူတို့ကအဝေးကသိတော်မူလေဆိုတော့ဒီနေ့ဖျားသခင်ကမာနကြီးတဲ့သူထောင်သွားတော်သူငါဆိုပြီးဖြစ်နေတဲ့သူတွေကိုအနီးကပ်ဖွင့်ပြခြင်းမပြုဘူးအဝေးကနေသာထားတယ်ဆိုတဲ့အရာကိုတမန်ကျမ်းစာမှာကျွန်တော်တွေ့ရတယ်ဒါကြောင့်ခရစ်တော်မွေးဖွားတဲ့အချိန်နန်းတော်ထဲမှာမာနကြီးတဲ့ဟီရိုရှိတယ်သူ့ရဲ့အပေါင်းပါပညာရှိတွေရှိတယ်ဒီလူတွေကို
ကောင်းကင်တမန်နေသတင်းစကားမပြောခဲ့ဘူးဒီနေ့လူတွေရဲ့ဆုံးဖြတ်ထားခြင်းခံရတော့သူအနိုင်ခံဘဝ marginalize ဖြစ်နေတော့ဒီဖေထားခြင်းခံရတဲ့နှိမ်ချစွာအသက်ရှင်တတ်သောသူရင်းဒီကြီးကိုတွားပြီးတော့ပြောကြားခဲ့တဲ့အခြေအနေကိုလည်းကျွန်တော်တို့သိပြီးသားဖြစ်ပါတယ်ဒါကြောင့်ယာကုပ်ခန်းကြီး၄အခန်းငယ်6မှာပြောလေဆိုတော့ဝိညာဉ်တော်သည်တဲ့တာ၍များသောကျေးဇူးကိုပြုတော်မူ၏ထိုသောနှင့်ညီကျမ်းစာလာသည်ကစော်ကားသောသူတို့ကိုဖျားသခင်စီတာတော်မူ၏နှိမ်စိတ်နှိမ်ချသောသူတို့အားဂျေဇုပြုတော်မူသည်ဟုလာတယ်တဲ့နော်ဒါကြောင့်မလို့ဒီနေ့ဘယ်လိုလူတွေပေါ်မှာဖျားရဲ့အတန်တော်တိတ်ဆိတ်နေလဲဘယ်လိုလူတွေပေါ်မှာကောင်းကင်တမန်ရဲ့အတန်တော်တိတ်ဆိတ်နေလဲဆိုတော့မာနထောင်လွှားတဲ့သူငါဆိုမှငါအဲ့လိုလူတွေပေါ်မှာဖျားရဲ့သတင်းစကားကတိတ်ဆိတ်နေတတ်ပါတယ်ပြီးတော့ဆက်ပြီးတော့ကြည့်တဲ့အခါဘာတွေ့ရလဲဆိုတော့ sign seekerဒီနေ့နမိတ်လက္ခဏာတွေကိုပဲတောင်းနေတဲ့သူနမိတ်လက္ခဏာတွေကိုပဲမြင်ကျင်နေတဲ့သူတွေပေါ်မှာလေကောင်းကင်တမန်ရဲ့အတန်တိတ်ဆိတ်မှုဖြစ်တယ်ဆိုတဲ့အရာကိုတွေ့ရပါတယ်ဆိုတော့ဒီနေ့ဒီလိုလူတွေကအမှန်တရားထက်အံ့ဩဖွယ်အမှုတွေကိုသာသူတို့ကလိုချင်တာအံ့ဩဖွယ်အမှုတွေကိုပဲမြင်ချင်တာတမာတရားကိုမလိုချင်ဘူးအဲ့လိုလူတွေဖြစ်တယ်ဆိုတော့မာသဲခန်းကြီး7အခန်းငယ်38ကနေ39မှာကားတဲ့အချို့သောကျမ်းပြုဆရာနဲ့ဖာရိရှဲတို့ကအရှင်ဘုရားကျွန်ုပ်တို့ဒီကိုတော်ပြတော်မူသောနမိတ်လက္ခဏာတစ်စုံတစ်ခုကိုမြင်ခြင်းပါသည်ဟုရှောက်တယ်ကိုတော်ကစိုးညစ်၍မြောက်မထားသောအမျိုးသည်နမိတ်လက္ခဏာကိုတောင်းသည်ပရောဖက်ယောနာ၏နမိတ်လက္ခဏာမှတပါအပေလက္ခဏာကိုမှသူတို့အားမပြရတဲ့ဆိုတော့သဘောအချင်းယနေ့သခင်ယေရှုကမိမိကိုယ်ကိုတတ်သိပြဖို့ခြင်းအတွက်လူတွေကိုကြည်ခြင်းစမ်းသပ်ခြင်းနဲ့စိတ်တွေကိုဖြည့်ဆည်းပေးဖို့ရန်အတွက်ရှိနေတဲ့သူမဟုတ်ဘူးဆိုတဲ့အရာကိုဒီမှာတမန်ကျမ်းစာကမိမောင်းထုတ်ပြထားတာဖြစ်တယ်ယနေ့သူတို့တောင်းဆိုနေတဲ့နမိတ်ကိုမပြဘဲနဲ့နှုတ်ဆက်နေခြင်းကသူတို့ရဲ့မယုံကြည်မှုကိုတုံ့ပြန်ခြင်းဖြစ်တယ်ဆိုတဲ့အရာတွေ့ရတယ်ဒီနေ့ဖာရိရှဲတွေနဲ့အခြားသောခေါင်းဆောင်တွေသူတို့နမိတ်လက္ခဏာကိုတောင်းတဲ့အခါသခင်ယေရှုမပြခဲ့ပါဘူးဆိုတဲ့အရာတွေ့ရဆက်ပြီးကြည့်တဲ့အခါမှာလုကာခန်းကြီး23ခန်းငယ်8ကနေ9မှာထိုမင်းသည်ယေရှုကိုမြင်လင်အလွန်ဝမ်းမြောက်ခြင်းရှိတယ်အကြောင်းမူကားအထက်ကသတင်းတော်များကိုကြား၍ကိုတော်ကိုမြင်ခြင်းကကြာမြင့်စွာအလိုရှိသည်ဖြစ်၍ပြတော်မူသောနမိတ်လက္ခဏာတစ်စုံတစ်ခုကိုမြင်ရမည်ဟုမျှော်လင့်လျက်နေတယ်အဲ့ဒါကတခြားသူမဟုတ်ဘူးဟေရုဒ်ဖြစ်တယ်တော့ထိုအခါဟေရုဒ်မင်းသည်ကိုတော်ကိုများစွာမေးမြန်းတော်လေအပေစကားကိုများပြန်တော်မမူတဲ့ဆိုတော့ဒီနေ့သခင်ယေရှုသည်နမိတ်လက္ခဏာကြည့်ခြင်းတဲ့သူနမိတ်လက္ခဏာမြင်ခြင်းနဲ့ဒီဟေရုဒ်ရဲ့ရှေ့မှာလေလုံးဝနှုတ်ဆက်နေခဲ့တယ်ဆိုတဲ့အရာကိုတွေ့ရတယ်။ထိုနည်း၎င်းပဲဒီနေ့ကောင်းကင်တမန်များသည်လေသခင်ယေရှုရဲ့စိတ်နေသဘောထားများကဲ့သို့ပဲဤကဲ့သို့စိတ်နေသဘောထားရှိတဲ့သူတွေကိုကိုယ်ထင်မပြဘဲနဲ့နှုတ်ဆက်နေခဲ့ကြတယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတာပဲဖြစ်တယ်။နောက်တစ်ခုကြည့်တဲ့အခါမှာdisobedience နော်နာခံခြင်းမရှိတဲ့သူညှင်းပယ်တော်သူနော်ဘုရားသခင်စကားကိုနားမထောင်တဲ့သူတွေကိုလည်းကောင်းကင်တမန်တွေနှုတ်ဆက်လျက်ရှိတယ်ဆိုတဲ့အရာကိုတွေ့ရဆိုတော့ဒီအရာကအာမုတ်ခန်းကြီး၈ခန်းငယ်7မှာအရှင်ထာဝရဘုရားမိန့်တော်မူသည်ကမွတ်သိပ်ခြင်းဘေးကိုတပြည်လုံး၌ငါဖြစ်စေသောကာလရောက်လိမ့်မည်အစာခေါင်းပါ၍မွတ်သိပ်ခြင်းဘေးမဟုတ်ရေငတ်ခြင်းဘေးလည်းမဟုတ်တဲ့ထာဝရဘုရား၏အမိန့်ကိုထာဝရဘုရား၏အမိန့်တော်ကိုမကြားရသောမွတ်သိပ်ခြင်းဘေးဖြစ်တယ်တဲ့ဣသရေလလူမျိုးတွေသူတို့တွေပရောဖက်တွေရဲ့ဘုရားသခင်ကနေတဆင့်သူတို့ကိုမိန့်မာတဲ့စကားဘုရားရဲ့စကားကိုသူတို့နားမထောင်မေးညင်းပယ်ခဲ့ခြင်းကြောင့်ယနေ့ဓမ္မဟောင်းရဲ့နောက်ဆုံးကျမ်းဖြစ်တဲ့ပရောဖက်မာလခိနဲ့ဓမ္မသစ်ကျမ်းရဲ့ခရစ်တော်ရဲ့မွေးဖွားခြင်းမှာရှိပြီးဖြစ်သောပါရိသန်ဆရာယောဟန်ရဲ့ကာလကနှစ်ပေါင်း400ကြာခဲ့နှစ်ပေါင်း400တိုင်အောင်ပရောဖက်ရဲ့သတင်းစကားကောင်းကင်တမန်ရဲ့သတင်းစကား silent ဖြစ်နေတယ်ဆိုတဲ့အချိန်ကာလတစ်ခုတွေ့ရတယ်။ဘာကြောင့်လဲဖခင်ရဲ့သတင်းစကားကိုညင်းလို့ဖခင်ရဲ့စကားကိုနားမထောင်လို့ဖြစ်တယ်ဆိုတဲ့အရာကိုတွေ့ရတာပဲဖြစ်ပါတယ်လို့နော်။ဒါကြောင့်မလို့ကျွန်တော်ဆက်ကြည့်ရင်ဓမ္မရောက်ခြင်းပထမဆုံးခန်းကြီး28အခန်းငယ်6မှာလေထာဝရဘုရားကိုမေးလျှောက်တော်လေထာဝရဘုရားသည်ထူးတော်မမူတဲ့အိမ်မက်အားဖြင့်၎င်းဥရိမ်အားဖြင့်၎င်းပရောဖက်အားဖြင့်၎င်းထူးတော်မမူတဲ့ဒါကရှောလူမင်းရဲ့အကြောင်းဖြစ်တယ်ဓမ္မရာဇဝင်ပထမဆုံးအခန်းကြီး28မှာရှောလူမင်းရဲ့အကြောင်းဖြစ်တယ်သူကဘုရားသခင်ရဲ့စကားကိုကြိမ်ဖန်များစွာနားမထောင်မင်းညင်းပေရခြင်းကြောင့်သူတကယ်အရေးကြုံလာတဲ့အခါမှာဘုရားရဲ့နှုတ်ဆက်နေခြင်းနဲ့သူရင်ဆိုင်ခဲ့ရတယ်ဆိုတဲ့အရာကိုတွေ့ရတယ်သူနီးလန်းမျိုးစုံနဲ့သူမေးပေမဲ့
နှုတ်ဆက်နေခဲ့ခြင်းကိုသာသူရင်ဆိုင်ခဲ့ရတယ်ဆိုတဲ့အရာကိုတွေ့ရတာပဲဖြစ်တယ်ဒါကြောင့်ဒီနေ့ကောင်းကင်တမန်ရဲ့တက်ကြွစွာပါဝင်နေတဲ့အခန်းကဏ္ဍကိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာဒီနေ့သူတို့ရဲ့နှုတ်ဆက်နေခြင်းရှိတယ်အဲ့ဒါကတော့ဒီနေ့ကျွန်တော်ကိုယ့်ကိုယ်ကိုအထင်ကြီးနေတဲ့အချိန်မှာကောင်းကင်တမန်ရဲ့နှုတ်ဆက်ခြင်းရှိတယ်ပြီးတဲ့အခါမှာကျွန်တော်နမိတ်လက္ခဏာတွေတက်တည်ပဲလို့ခြင်းတယ်တခုခုဆိုဖဖျားဒါလုပ်ပေးပါဒါဖြစ်စေပါဒါဖြစ်စေပါဆိုရင်ဒီလိုအရာတွေပုံမှာလေနှုတ်ဆက်နေခြင်းကိုတွေ့ရလို့ကျွန်တော်နောက်ဆုံးမှာတော့ညင်းပယ်ခြင်းဖျားရဲ့စကားဖျားကတခါနေဝိညာဉ်တော်အားဖြင့်ကျွန်တော်ကိုစကားပြောတယ်ဒီအရာငါမကြိုက်ဘူးနေ့အသက်တာထဲမှာဒီအရာမလိုချင်ဘူးဒါပေမဲ့ညင်းပယ်တယ်ဖျားရဲ့သတင်းစကားကိုညင်းပယ်တယ်တိတိကြီးနဲ့ဆက်လုပ်တယ်တိတိကြီးနဲ့ဆက်မိုက်တယ်ဒီလိုအခြေအနေမျိုးမှာလေဖျားရဲ့နှုတ်ဆက်ခြင်းကောင်းကင်တမန်ရဲ့နှုတ်ဆက်ခြင်းကကြာရောက်တယ်ဆိုတဲ့အရာကိုတွေ့ရတာပဲဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်ကောင်းကင်တမန်ရဲ့လက်ခံမှုအပေါ်မှာကျွန်တော်ပြန်လဲဆင်ခြင်မှုရန်ရှိတာကလက်ခံခြင်းနဲ့ဆိုင်တဲ့အကြောင်းအရာเนาะ regarding reception ဆိုတဲ့လက်ခံခြင်းနဲ့ဆိုင်တဲ့အကြောင်းအရာပေါ်မှာဒီနေ့ကောင်းကင်တမန်ကဒီနေ့ခရစ်တော်ကိုသူတို့ရဲ့လက်ခံတဲ့အခါမှာမိမိရဲ့ဘုံဆိုတဲ့အရာထက်เนาะထာဝရဘုရားရဲ့ဘုံဖို့တာထာဝရဘုရားရဲ့ဂုဏ်တော်ဖို့တာဥတည်ပြီးတော့လှုပ်ဆောင်ကြတဲ့သူတွေဖြစ်ပါတယ်ဒီနေ့ပုံလေးမှာအခြေအနေနှမျိုးရှိတယ်တစ်ခုကတော့ခရစ်စမတ်ကိုကျင်းပတယ်ပွဲလမ်းသဘင်တွေမှာပျော်ပါတယ်တပုံရိုက်တာစားသဖြင့်ပုံစံမျိုးစုံနဲ့ပျော်ပါတယ်ဒါပေမဲ့သူတို့မြင်စေခြင်းတာတပါးသူကိုမြင်စေခြင်းတဲ့အရာကခရစ်တော်မဟုတ်ဘူးတပါးသူကိုမြင်စေခြင်းတဲ့အရာဘယ်လိုပွဲမျိုးမှာသူတို့ရှိနေလဲဆိုတဲ့အရာခရစ်တော်ကိုညွန်ပြနေခြင်းအရာမဟုတ်ဘူးဆိုတဲ့အရာတွေဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့ရဲ့ခရစ်စမတ်အစီအစဉ်များထဲမှာကျွန်တော်တို့ကိုလူတွေမြင်စေခြင်းနဲ့စိတ်ထက်ဖရာသခင်ကိုလူတွေမြင်စေခြင်းနဲ့စိတ်ပဲဟာပူများနေတယ်ဆိုတာကျွန်တော်ပြန်လဲပြီးတော့စဉ်းစားဖို့ရပြန်လဲဆင်ခြင်ဖို့ရအကြောင်းရှိတာဖြစ်ပါတယ်ဒုတိယပြန်လဲစဉ်းစားဖို့ရအကြောင်းကတော့ regarding the obedience ပဲကျွန်တော်ဒီနေ့နာခံခြင်းနဲ့ဆိုင်တဲ့အရာဒီနေ့ကောင်းကင်တမန်တွေကနော်ဖျားရဲ့သတင်းစကားကိုသူတို့လက်ခံနေပြီးတဲ့အခါမှာသူတို့အရေးကြီးတဲ့သတင်းစကားကိုနန်းတော်ထဲမှာမင်းဆိုးရာဇာတွေပြည့်နေတဲ့နေရာမှာသူတို့သွားပြီးတော့မပြောဘူးနော်လောကမှာဖယ်ထားခြင်းခံရတော်သူလောကမှာလူတွေရဲ့ညနေသာပြီးခြင်းမခံရတော့တိုးရင်းများထံကိုသွားပြီးတော့ပြောတယ်ဆိုတဲ့အရာကိုလေတွေ့ရတယ်နာခံခြင်းနော်သူတို့ပြောတဲ့သတင်းစကားကိုကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်မို့ဒီနေ့ခရစ်စမတ်ကျွန်တော်တို့ဘယ်လိုစိတ်သဘောထားနဲ့ကျွန်တော်တို့လက်ခံတယ်ဒီနေ့သတင်းစကားဘုရားသခင်ကျွန်တော်တို့ဒီနေ့ခရစ်စမတ်မှာသတင်းကောင်းဘုရားရဲ့ချစ်ခြင်းမေတ္တာဂရုဏာတွေကိုကျွန်တော်တို့ဘယ်လိုခြေနေတွေမှာပြန်လဲဝေမျှနေကြလဲကိုနဲ့သိတဲ့သူတွေတပဲလားကိုနဲ့အစင်တန်းတူတဲ့သူတွေပဲလားကိုတဲ့ကြီးတော်ထက်ရာရှိနေပဲကိုတွေဆက်ဆံတာလားဒီຢာကကျွန်တော်ပြန်လဲစဉ်းစားဖို့ရရှိပါတယ်ဒီနေ့ဒါမှမဟုတ်အမှန်တကယ်ငြိမ်သက်ခြင်းကိုလိုအပ်နေတော်သူလူတွေရဲ့ဖယ်ရှားခြင်းကိုခံနေရတော်သူ lonely ဖြစ်နေတော်သူ marginalized ခံနေရတော်သူတွေစီကိုကျွန်တော်တို့ဖျားရဲ့ငြိမ်သက်ခြင်းသတင်းစကားကိုတွား၍ပြောကြရဲ့လားပြောဖို့အစီအစဉ်ရှိကြရဲ့လားဆိုတာကကျွန်တော်ပြန်လဲစဉ်းစားရမယ်အချက်ပဲဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ကတော့ regarding faith in silence ဆိုတော့ဒီနေ့နှုတ်ဆက်နေခြင်းအပေါ်မှာကိုကျွန်တော်ယုံကြည်ခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘယ်လိုရှိနေလဲဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာဘုရားသခင်ကဆုတောင်းတော်လဲအဖြေမရတော့အခြေအနေတွေရှိတယ်ဘုရားသခင်ကိုအော်ခေါ်ညှိတွားတော်လေဘာမှမကြားရတော့ silent ဖြစ်နေတော့အခြေအနေတွေရှိပါတယ်เนาะဆိုတော့ဒီလိုအခြေအနေတွေကျွန်တော်ရှိဘူးကြသလားရှိရဆိုရင်နံပါတ်1မှာမတွေ့ရလေဆိုတော့ can you wait for his timing like Jesus ဒီနေ့ဒီအချိန်မှာ silent ဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ဒီယောသကေတို့ဖျားရဲ့အချိန်ကာလကိုဆက်လက်စောင့်ဆိုင်နိုင်ပါသလားဒါမှမဟုတ်ဒုတိယတစ်ချက်ဖြစ်တဲ့ဟေရုမင်းကဲတို့မိမိရဲ့စိတ်တိုင်းကြမိမိရဲ့အာဏာနဲ့အဖြေရှာဖို့လုပ်နေသလားဒါကကျွန်တော်တို့ပြန်လဲဆင်ခြင်မှုရဲ့အကြောင်းရှိတာပဲဖြစ်တယ်ဒီနေ့ခရစ်စမတ်မှာကျွန်တော်ပေးတဲ့စကားတွေလက်ခံရရှိထားလေဘယ်လိုမျိုးလက်ခံရရှိထားလဲလက်ခံရရှိထားတဲ့အပေါ်မှာကျွန်တော်တို့ဘယ်လိုပြန်လုပ်နေလဲဘယ်လိုပြန်လဲပြီးတော့တုံ့ပြန်နေလဲဆိုတဲ့အရာကပြန်လဲစဉ်းစားကြရပဲဖြစ်တယ်နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ peace on us ဒီနေ့ကျွန်တော်တို့ပြန်လဲပြီးတော့လက်တွေ့ practical ပြန်လဲလက်တွေ့အသုံးချရမယ့်အရာကတော့ကောင်းကင်တမန်များသည်မြေကြီးပေါ်၌ငြိမ်သက်ခြင်းရှိစေတည်းဆိုတဲ့ peace on earth ဆိုတဲ့သတင်းစကားကိုကြွေးကြော်တယ်
တည်င်းစကားကိုလောကမှာပြည့်စုံဖို့ရန်အတွက်သူတို့ရဲ့တာဝန်သူတို့ရဲ့လုပ်ငန်းသူတို့ရဲ့ဖျားအပ်ထားသောအမှုအရာကိုသူတို့သည်စုံကန်းတီးတိုင်အောင်တာဝန်ကြီးလျက်လှုပ်ဆောင်ခဲ့ကြတော်သူတွေဖြစ်တယ်။ဒီနေ့ peace maker အနေနဲ့ကျွန်တော်ရဲ့အသင်းတော်ကျွန်တော်ရဲ့မိသားစုတွေမှာဒီနေ့ခရစ်စမတ်ကာလဖြစ်တဲ့အတွက်ကြောင့်မိသားစုဒီနေ့မှာတော့၎င်းယနေ့ကျွန်တော်ရဲ့အသင်းတော်တွေမှာတော့၎င်းစိတ်ဝမ်းကွဲပြားမှုတွေရှိရင်ယနေ့ကောင်းကင်တမန်များကဲ့သို့ညီသက်ခြင်းကိုတည်ဆောင်လာတော်သူ peace maker များအနေနဲ့ကျွန်တော်တို့လက်တွေလှုပ်ဆောင်မှုရဲ့အကြောင်းရှိတယ်ဆိုတဲ့အရာပဲဖြစ်ပါလေဒါကြောင့်အဆုံးသတ်အနေနဲ့ဒီနေ့ကောင်းကင်တမန်ကြီးအားဖြင့်ကျွန်တော်တို့သူတို့ရဲ့ခံယူခြင်းနော်သူတို့ရဲ့ receiving သူတို့ရဲ့လက်ခံခြင်းကနေပြီးတော့ဒီနေ့လိလာခဲ့ရတဲ့အတိုင်းဒီနေ့ကောင်းကင်တမန်တွေဒီသူတို့ရဲ့လက်ခံခြင်းမှာခရစ်တော်ကိုနေရာပေးတယ်ဖခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေတယ်ညီသက်ခြင်းကိုလည်းဝင်ကားတယ်ဖခင်ခိုင်းတဲ့အတိုင်းနှုတ်စိတ်ဆိုရင်လည်းနှုတ်စိတ်စွာနေတယ်စောင့်ဆိုင်တယ်ဖခင်ရဲ့စကားကိုလိုက်လျှောက်အသက်ရှင်ကြတယ်ဆိုတဲ့အရာကိုတွေ့ရတာပဲဖြစ်ပါတယ်နော်ဒါကြောင့်မလို့ထိုနည်းတူပဲဒီနေ့ခရစ်စမတ်မှာလေကျွန်တော်တို့အားလုံးခရစ်တော်ကိုလက်ခံပါတယ်ဆိုပြီးနှုတ်ကပဲပြောရုံမဟုတ်ပဲကောင်းကင်တမန်တွေကဲသို့ကျွန်တော်တို့ရဲ့အသက်တာတစ်ခုလုံးကိုလက်ခံကြဖို့ရန်အတွက်ဒီနေ့ကောင်းကင်တမန်များရဲ့လက်ခံခြင်းသတင်းစကားနဲ့အတူဒီမှာရှိကြသောညီကိုမောင်နှမမိသားစုရဲ့ရောက်စီတိုင်းကိုခွန်အားပေးတိုက်တွန်းနှိုးဆော်လိုပါတယ်။ဂျာနာတော်သူရောက်စီတိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေ။